မင်္ဂလာပါအနည်းတွေကိုချစ်တွေနဲ့ပေါင်းဆက်တင်ဆက်ပေးမဲ့ NBS ကနေကျေးဇူးလိုက်ပါရစေကျွန်တော်ကတော့တင်ဆက်သူနိုဘယ်ပါဒီစကားလေးကတော့ရှင်တို့ကဂျပန်တွေကကိုရီးယားတွေပေါ်မှာတကယ်ကိုမှရက်ဆက်ကြမ်းကြုတ်ခဲ့ပုံတွေကိုဇလန်စမ်းကြီးကောင်းကောင်းနဲ့ကြီးစုရမယ်စကားလေးဖြစ်ပြီးတော့ကိုရီးယားမင်းသားမင်းသမီးတွေကလည်းအရှံပဲပဲပါလို့ကျွန်တော်နဲ့အတူတူအသားလေးငိမ့်တာနေပြီးတော့ဆက်လက်ကြည့်လိုက်ကြပါစို့ခင်ဗျာတမိုင်းရဲ့မောင်မိုင်ဆုံးစာမျက်နှာတစ်ခုမှာကိုရီးယားပြည်သူရာပေါင်းများစွာကမျောလင်းချက်တွေပျောက်ဆုံးစွာနဲ့ငယ်ကျုံလို့ခေါ်တဲ့ဟာရှိမာကိုအတင်းအားဓမ္မခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။အပြင်ပန်းကကြည့်ရင်တာမန်ကြောင်မီးသွေးသွင်းတာဖြစ်ပေမဲ့အတွင်းပိုင်းမှာတော့ရက်ဆက်ကြမ်းကြုတ်မှုတွေအငယ်ပေးတွေနဲ့ကျွံပြုတ်ခိုင်းစေမှုတွေပြည့်နေနေတဲ့နေရာလေးတစ်ခုပါ။ရှင်တန်ဖို့အတွက်ရုန်းကန်နေရတဲ့သူတို့ရဲ့နေ့ရက်တိုင်းကအသက်ကိုရင်းနှီးလို့ရမယ့်တိုက်ပွဲတစ်ခုလိုပါပဲ။အခုတော့လေအသက်ရှင်လေးရဲ့ဒီရဲ့ငရဲကနေလွတ်မြောက်ဖို့တခါမှမကြုံဘူးတဲ့အကြီးမားဆုံးထွက်ပြေးလွတ်မြောက်မှုကြီးကိုဂျိုဇာဒါရီကိုတော့အခုတင်ဆက်ပေးမယ့်ဇာတ်ကားမှာမြတ်ဝါထင်ထင်ခန်းစားသွားရမှာဖြစ်ပါတယ်။ဆိုတော့စီဇန်လေးကိုစလိုက်ကြရအောင်ဗျာ။1945ခုနှစ်ဒုတိယကမ္ဘာစစ်ကာလမှာဂျပန်အင်ဖာယာလက်အောက်ကကိုရီးယားလူမျိုးတွေကဟာရှိမာကျွန်းပေါ်မှာအတင်းအကျပ်ကျွန်းပြုတ်ခံနေရပါတယ်။ဒီနေ့မှာတော့မိုင်းတွင်တေးကကလေးတယောက်ကသေဆုံးသွားခဲ့တာကြောင့်ကိုရီးယားလူမျိုးဆရာယွန်းကကျန်းတဲ့ကလေးတွေကိုထွက်ပြေးခိုင်းလိုက်ပါတယ်။ပိုကောင်းတဲ့ကမ္ဘာမှာပြန်တွေးကြမယ်ဆိုပြီးလွမြောက်အစွမ်းကိုကြိုးစားကြပေမဲ့နောက်ဆုံးမှာတော့ဂျပန်သင်းဘောပိုက်ကုန်နဲ့ဖမ်းပြီးပြန်ခေါ်သွားတာကိုခံလိုက်ရပါတော့တယ်။ဂျပန်ဘာယာဒရက်စစ်သားစုဆောင်နေတဲ့ပွဲမှာတော့ D1 ခေါင်းဆောင်လီကန်အိုရိုအဖွဲ့ကဖျော်ဖြေနေရပြီးတော့စာရေးမှုရဲ့မိန်းမဖြစ်သူကစစ်မှုထမ်းသွားမဲ့ကလေးတွေပျော်ရွှင်ဖို့အတွက်ဂျက်စကီတာကိုတီးပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်။အဲဒီလိုတီးပေးလိုက်တဲ့အတွက်စာရေးမှုကတီးသွားပြီးတော့ဂန်အိုရိုကိုပြဿနာရှာဖို့ကြိုးစားတာကြောင့်ဂန်အိုရိုတားဖားကလည်း D1 ကနေမြန်ပြေးသွားလိုက်ရပါတယ်။နောက်တနေ့ကိုရောက်တဲ့အခါမှာဂန်အိုကိုခေါ်တွေ့တဲ့စုံတောက်ဆူကီယာမာကအခုလိုရှောက်လုံးနေမယ်ဆိုရင်တော့စစ်မှုဒဏ်နဲ့ပါသွားမယ်ဆိုပြီးတော့ချင်းချောက်ပြောဆိုလိုက်ပါတယ်။စုံတော့ကတော့ဂန်အိုကိုပတ်စံထက်ရှာဖို့ပြောလိုက်ပြီးတော့သူတို့စစ်နိုင်မှာဖြစ်တာကြောင့်ဂျပန်ကိုသွားဖို့လည်းမြူဆွဲလိုက်ပါတယ်။1945ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာတော့ဂန်အိုတို့ပါဝင်လာတဲ့တင်းဘောကြီးကပင်လယ်တွေကနေရှီမူနိုစီကိုဥတီနေကြတာဖြစ်ပါတယ်။အကြောင်းမျိုးမျိုးနဲ့တင်းဘောမှာပါလာတဲ့သူတွေကလိုင်းမှုပြီးတော့အော့အန်နေကြတာဖြစ်ပါတယ်။ဂန်အိုကတော့သူ့ရဲ့လူတွေကိုတင်းဘောစိုက်တဲ့အခါမှာသူတို့တွေကအခြားနေရာကိုသွားမှမို့လို့လဲတီးခန့်နေဖို့ပြောပြီးပတ်စံတွေကိုလည်းတေချာသိမ့်ဖို့မလိုက်တာဖြစ်ပါတယ်။အဲဒီချိန်မှာပဲတင်းဘောမှာပါလာတဲ့နမဲကြီးလူမိုက်ခေါင်းဆောင်ချွဲကြီးဆောင်ကတင်းဘောဘောကလူတွေနဲ့ရန်ဖြစ်နေကြတာကြောင့်ဂျပန်တွေကရေနဲ့ဖြန်းကလူစုခွဲလိုက်တာဖြစ်ပါတယ်။တင်းဘောကတော့ရှီမိုနိုစိတ်ကန်းကိုရောက်တဲ့အခါမှာဂန်အိုကလည်းစုံတော့ပေးလိုက်တဲ့ထောက်ခံစာနဲ့ရှီမူယာဆန်ကိုလိုက်ရှာပါတယ်။ဒီလိုထောက်ခံစာမျိုးကလူတိုင်းမှာပါလာပြီးတော့သူတို့အားလုံးကမိုင်းတွေအလုပ်သမားတစ်စုဆောင်ရေးအတွက်အလိန်ခံနေရတာဖြစ်ပါတယ်။ကျွန်းသားရောက်တဲ့အခါမှာဂျပန်စစ်သားတွေကတင်းဘောပေါ်တက်လာပြီးတော့ကိုရီးယားတွေကိုယောက်ျားလေးတက်တက်မိန်းကလေးတက်တက်ခွဲလိုက်တာကြောင့်ဂန်အိုနဲ့ဆိုဟီတို့တားဖားကလည်းတနေရာစီကွဲသွားခဲ့ရပါတော့တယ်။ကျွန်းပေါ်ကိုရောက်တဲ့အခါမှာသူတို့မှပါလာတဲ့တန်ဘူးကြီးပစ္စည်းတွေကိုလည်းသိမ်းခံလိုက်ရပါတယ်။ဂန်အိုလည်းရောက်တဲ့အခါမှာအလုပ်သမားခေါင်းဆောင်ကိုရီးယားလူမျိုးကိုသူဟာစုံနောက်ကထောက်ခံစာရေးပေးပြီးလွတ်လိုက်တဲ့ D1 ခေါင်းဆောင်တယောက်ဖြစ်ကြောင်းကိုလည်းရှင်းပြလိုက်ပါတယ်။ D1 သမားမန်းရုံအောင်သူ့ရဲ့လူတွေနဲ့အတူတချင်းတွေကိုပါတီးပြလိုက်တဲ့အခါမှာဂျပန်လူမျိုးယာမာတာရောက်လာခဲ့ပြီး Cherry Band တချင်းကိုတီးခိုင်းလိုက်ပါတယ်။တချင်းဆုံးနေတဲ့ချိန်မှာကျုံးကိုအုပ်ချုပ်တဲ့မန်နေဂျာကရောက်လာပြီးတော့ဂျပန်ရဲ့တစ္ဆာရှိလက်အောက်ခံတွေအဖြစ်နဲ့ Empire ရဲ့စစ်ပွဲမှာပေါင်းဝင်ဖို့လည်းပြောဆိုလိုက်ပါတယ်။မာလီယန်တို့မိန်းကလေးတွေကိုတော့ဂျပန်တွေနေထိုင်တဲ့ရက်ကွက်ကစောင်းကြားမြိုင်ကိုပို့လိုက်ပါတယ်။ဂန်ရိုယောက်ျားလေးဖွဲ့ကသူတို့နေရမယ့်နေရာကိုရောက်တဲ့အခါမှာသူတို့ရတဲ့လောအားကားတွေကလည်းကုန်ကျစရိတ်တွေအတွက်ဖြတ်တောက်ခံရမှာကိုလည်းသိလိုက်ရပါတယ်။လုပ်ငန်းခွင်ကနေခဏအနားရပြီးတော့ရေချိုးတဲ့ကမ်းမှာကိုရီးယားချင်းချင်းအနိုင်ကျင့်နေတဲ့ဂျုံကူနဲ့ချီဆောင်ကပြဿနာတက်နေကြပါတယ်။ချီဆောင်ကတော့ဂျုံကူကိုနိုင်တိုက်နိုင်ရင်ဂျပန်ခေါင်းဆောင်ယာမာတာကိုဂန်အိုကနေတစ်စိတ်မေးလိုက်တာဖြစ်ပါတယ်။ပွဲကြီးချင်းနေတဲ့ယာမာတာတယောက်ကလည်းချွဲကြီးဆောင်စကားအတိုင်းပဲရှင်ပြိုင်ခိုင်းလိုက်တဲ့ကမှာနေအောင်သေးကြီးတိုက်ခိုက်ပြီးချွဲကြီးဆောင်နိုင်ရတဲ့အချိန်မှာဆရာယုံကရောက်လာခဲ့ကဂျပန်တွေအလိုကျကိုရီးယားချင်းချင်းရမဖြစ်ကြဖို့လည်းပြောဆိုလိုက်ပါတယ်။ဒါပေမဲ့လည်းဂန်အိုရိုဖွဲ့ကချွဲကြီးဆောင်ကိုခေါင်းဆောင်ဖြစ်လက်ခံလိုက်ကြပါတယ်။ဆိုအီလီကတော့စောင်းကြားမြိုင်ကိုရောက်နေကြတာကြောင့်ကလေးပီပီထိတ်လန့်ကြောက်ရွံ့နေကြတာဖြစ်ပါတယ်။မန်နေဂျာကတော့ဓာတ်ပြားဖွင့်ခိုင်းလိုက်တဲ့အခါမှာဆိုအီကတော့အဲ့ဒီရဲ့တချင်းကသူ့ဆိုထားတာဖြစ်ကြောင်းမာလျန်ကိုပြောခိုင်းလိုက်တာဖြစ်ပါတယ်။ရှီမာဇာကီကဆိုအီကိုကိုရီးယားမှာဘာလုပ်ခဲ့တာလဲလို့မေးလိုက်တဲ့အခါမှာယာမာမူယာအဖွဲ့မှတချင်းဆိုကြောင်းနဲ့သူမအဖေနဲ့အဖွဲ့ဝင်တွေအကုန်လုံးကလည်းဒီကိုရောက်နေကြောင်းကိုလည်းပြောပြလိုက်ပါတယ်။ Empire ကြီးအတွန်းရှိပါစေဆိုပြီးတော့ထားရတဲ့ဆိုအီကိုမန်နေဂျာကလည်းသဘောကျသွားခဲ့တာဖြစ်ပါတယ်။ဗမှုယောင်ဆိုတာကကိုရီးယားလွတ်မြောက်ရေးတပ်မတော်အတွက်အထူးအေဂျင့်တယောက်ပဲဖြစ်ပါတယ်။သူထက်လူကြီးတွေကစစ်ပွဲမှာဆိုဗီယက်တွေပါဝင်လာမှာဆိုရင်ဂျပန်တောက်ခန့်နိုင်မှာမဟုတ်တဲ့အတွက်လွတ်လပ်ရေးရဖို့စီးလုံးရမယ့်အကြောင်းကိုလည်းပြောပြလိုက်ပါတယ်။ဖက်မှုရောင်းကိုလွန်ခဲ့တဲ့နှစ်နှစ်ကဂျပန်တွေစီကနေဖမ်းခံလိုက်ရတာဖြစ်ပြီးတော့
ယွန်ဆယ်ချောကိုကဲဖို့လေတာဝန်ပေးလိုက်ပါတယ်ကိုရီးယားတွေကတော့မဲမောင်နေတဲ့မိုင်းတွင်းထဲကိုဆင်းပြီးအလုတ်ခွင့်ဝင်ရပါတယ်ဗက်မှုရောင်းကလည်းမိုင်းတွင်းထဲမှာဆရာယုံကိုတွေ့လိုက်ရပါတယ်ကျုံးမမှာရှီမာဇာဂီတို့ပါတီလုံးနေတဲ့အချိန်မှာမိုင်းတွင်းထဲမှာမတော်တဆမှုဖြစ်ပြီးတော့လူတွေတယောက်ပြီးတယောက်ကဒဏ်ရာရကုန်ကြရပါတယ်ပောက်ကွဲမှုဖြစ်ပြီးတော့မိုင်းတွင်းအမတ်နဲ့မီးလောင်သွားခဲ့တာကြောင့်မန်နေဂျာကင်ကအမတ်နစ်ကိုပိတ်ချဖို့ပြောဆိုလိုက်ပါတယ်အထက်ကလူတွေကပြင်ကိုရောက်ဖို့ကြိုးစားနေတဲ့အချိန်မှာမိုင်းတွင်းပိတ်ခံလိုက်ရတာကြောင့်ဆရာယုံပါဝင်ပတ်မှုရောင်းတို့ကလည်းပိတ်မိသွားခဲ့တာဖြစ်ပါတယ်ဆရာယုံကအထဲမှာရှိနေတာကိုတီးသွားခဲ့တဲ့အခါမှာရှာမာဇာဂီကစူပူအောင်ကြွမှုဖြစ်လာမှာဆိုတာကြောင့်မရရအောင်ကဲဖို့မိတ်ပေးလိုက်တာဖြစ်ပါတယ်ဆရာယုံရဲ့တပည့်ဂျုံကူကတက်ကျွမ်းသူတွေခေါ်ပြီးတော့အပြင်ဘက်ကနေဖောက်ထွင်းနေခဲ့တယ်လို့အထက်ကလူတွေကလည်းပြင်ထွက်နိုင်ဖို့အမျိုးမျိုးကြိုးစားနေကြရပါတယ်နောက်ဆုံးမှာတော့ဆရာယုံပါဝင်ဒဏ်ရာရသူတွေကိုပါအပြင်ထုတ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်ဂျပန်တွေကလူလူကိုတော့ဒဏ်ရာရတဲ့သူတွေကိုစေးရုံကိုပို့လိုက်တယ်လို့ကြေညာလိုက်ပြီးတော့အမေရိကန်မှာတော့လောင်းတွေနဲ့အတူမိတကြိုခိုင်းလိုက်တာဖြစ်ပါတယ်ရှီမာဇာဂီကတော့သူ့ကိုထောက်ခံပေးတဲ့အထက်လူကြီးချီပစံကိုကျေးဇူးဆက်ဖို့အတွက်ဆိုအီကိုပို့ပေးဖို့အတွက်လည်းစီစဉ်လိုက်တာဖြစ်ပါတယ်ဆရာယုံကတော့ဂျပန်တွေကလုံသမားတွေအတွက်ရော်ကြီးနဲ့လုံခြုံရေးစီစဉ်တွေတေချာမလုပ်ပေးဘူးဆိုရင်တော့မန်နေဂျာနဲ့စကားပြောဆိုဖို့ညှင်းဆန်လိုက်ပါတယ်ကိုရီးယားချင်းချင်းအုပ်ချုပ်မှုပုံစံကိုလည်းမကြည်နက်နေတဲ့ချွဲကြီးဆောင်ကအရဲဆိုင်ကိုရောက်တဲ့အခါမှာနှိမ့်ဆက်ခံနေရတဲ့မာလန်ကိုတွေးလိုက်ရတာကြောင့်ကဲလိုက်တာဖြစ်ပါတယ်အစာပိုင်းမှာဆိုရင်တော့အမြင်မချီခဲ့ပေမဲ့မာလန်ကတော့ချီဆောင်ကိုသူမဘဝရဲ့မလားပါတဲ့ဒုက္ခတွေကိုရင်ဖွင့်ပြောပြလိုက်ပါတယ်ဗတ်မှုရောင်းကတော့သူဟာထူးအေဂျင့်တယောက်ဖြစ်ပြီးတော့ဆရာယုံကိုဒီကနေခေါ်ထုတ်သွားမယ်ဆိုတဲ့အကြောင်းကိုလည်းပြောပြလိုက်ပါတယ်ဆရာယုံနဲ့ဘယ်ရီကအစာပိုင်းမှာမယုံကြည်ကြပေမဲ့ဗိုလ်ချုပ်ကြီးမာလိုက်တဲ့လူဝက်စ်ကားကိုကြားမှယုံကြည်သွားခဲ့ရပါတယ်တဘယ်ရီကိုမဖွဲမရပုံတွေကိုဆွဲခိုင်းပြီးအဆောင်တွေကိုလက်ထိုးနေတဲ့ဂန်းဦးကိုရှီမာဇာဂီကခေါ်တွေ့လိုက်ပါတယ်ဆိုကြီးကတော့ရှီမာဇာဂီရဲ့အိမ်မှာတန်ရှင်းရေးတွေလည်းလုံနေရပါတယ်ရှီမာဇာဂီကဂန်းဦးကိုတွေ့တဲ့အခါစစ်ဖြစ်နေတဲ့နေရာမှာဆိုကြီးမနေသင့်ကြောင်းနဲ့ချီပစံကိုမွေးစားဖို့ပေးလိုက်တဲ့ကြောင်းကိုလည်းနားချလိုက်ပါတယ်ဗတ်မှုရောင်တို့ဖွဲ့ကလည်းလှုပ်တွေ့ကြားမှာနေရာရနေတဲ့ဂန်းဦးကိုကပ်ပြီးစာရိုက်တော်ရီရဖို့လည်းကြိုးစားကြပါတယ်ဂန်ဦးကတော့လက်မခံချင်မဲ့ဘက်မှုရောင်ကတော့ဂျင်းနန်အသုံးပြုပြီးဆရာယုံကိုဒီကနေကဲထုတ်သွားမယ့်အကြောင်းကိုလည်းပြောပြလိုက်ပါတယ်ဂန်ဦးကလည်းစဉ်းစားလိုက်ပြီးတော့သူနဲ့သူ့ရဲ့သမီးကိုပါဒီကနေခေါ်ထုတ်သွားမယ်ဆိုရင်လက်ခံမယ်လို့ပြောပြလိုက်ပါတယ်နောက်တနေ့ကိုရောက်တဲ့အခါမှာဂန်ဦးကလည်းတောလုံးတဲ့သူတွေစီမှာစာရိုက်တော်ရီအတွက်တော်သူရဖို့လည်းကြိုးစားလိုက်ပါတယ်ချွဲကြီးဆောင်ကတော့မာလန်တို့အဝိရှော်နေတဲ့နေရာမှာမာလန်အတွက်တစ်သီးတွေကိုဖွဲ့ပြီးတော့ယူလာခဲ့ပေးပါတယ်အဝိရှော်နေတဲ့နေရာကိုဂန်ဦးကလည်းရောက်လာပြီးဖြစ်ပြီးတော့စူရဲ့ကြီးကျယ်တဲ့သူတွေကိုလည်းလက်ထိုးလိုက်ပါတယ်ဆိုကြီးကိုလည်းညာဘက်သူခေါ်တဲ့အခါမှာအချိန်မြေးထွက်လာလို့ရအောင်ကြီးကျယ်သူမျိုးသမီးရဲ့အခန်းကိုပြောင်းနေဖို့လည်းမှာခဲ့ပါတယ်တော်သူတွေကိုရတဲ့အခါမှာဂန်ဦးကလည်းအခြားလူတွေကိုအာယုံလွဲထားလိုက်ပြီးတော့ဘက်မှုရောင်တို့ကကျင်းနှံရိုက်တဲ့အခန်းကိုလည်းတွားကြပါတယ်အခန်းထဲကိုရောက်တဲ့အခါမှာမူရောင်ကတော့လင်းယုံငတ်ကိုပို့ဆောင်ရန်ပြင်ဆင်မှုအောင်မြင်ကြောင်းကိုလည်းသတင်းပို့လိုက်တာဖြစ်ပါတယ်လိုက်ပါမယ်ရည်အတွက်ကိုတော့နေရောက်လို့သာပြောပြလိုက်ပါတယ်ကျင်းနှံစာပို့ပြီးတော့မူရောင်ကတော့ကိုရီးယားလူမျိုးတွေရဲ့စာအုပ်စည်းကိုလည်းတွေးလိုက်တဲ့အခါမှာဖွင့်ပြီးတော့ဖတ်ကြည့်လိုက်ပါတယ်ဆရာယုံကရှီမာဇာဂီကိုသူနဲ့အခြားကိုရီးယားတွေနဲ့သက်ဆိုင်ရာစာရွက်စာတမ်းတွေကိုပေးဖို့လည်းတောင်းဆိုလိုက်ပါတယ်။အဲဒီချိန်မှာပဲအမေရိကန်ရဲ့ဘုံကျဲလေတွေကရောက်လာခဲ့တာကြောင့်ဒီသူတွေနဲ့လုံသမားတွေအားလုံးကမီးတွေပေးပြီးတော့အထဲမှာပဲနေဖို့ကြီးညာတန်းကိုကြားလိုက်ရပါတယ်။ညရောက်တဲ့အခါမှာမူယောင်းကဆရာယုံကိုထွက်သွားကြဖို့လာခေါ်ခဲ့ပါတယ်။ဂန်ဦးကလည်းစောင်းတွေကိုအရန်နဲ့များထားပြီးမူယောင်းတို့ကတိုက်ခိုက်လိုက်ကြပါတယ်။ဆရာယုံတစ်ဖက်တစ်ယောက်ကသူ့ရဲ့စီကိုရောက်လာတဲ့အခါမှာတော့ဆရာယုံကအခန်းထဲမှာမရှိတော့တာကြောင့်စိတ်ပူသွားခဲ့ပါတယ်။ဂန်ဦးကတော့ဆိုကြီးကိုပါထွက်ပြေးဖို့တွားခေါ်ခဲ့ပြီးဆရာယုံကသူ့ရဲ့ဘော်ဒါတွေကိုနှုတ်မဆက်ခဲ့ရကြောင်းကိုလည်းပြောပြလိုက်တဲ့အခါမှာမူဆောင်ကတော့စားတဲ့တက်တာတွေထဲမှာတွေးရှိခဲ့ရတဲ့လာစာမတ်တန်းစာကိုလည်းပြလိုက်ပါတယ်။အလုသမားတွေရဲ့လာစာတွေကနှုတ်ထားတဲ့ဘင်းစင်ကြီးတွေကအလုသမားတွေရဲ့အကောင့်ကိုမရောက်ဘဲနဲ့ဆရာယုံနဲ့ရှီမာဇာကီရဲ့အကောင့်တွေကိုသာရှောင်နေခဲ့တာပါ။ဆရာယုံကတော့မန်နေဂျာကိုလွှဲချဖို့ကြိုးစားပေမဲ့မူယောင်းကတော့ဆရာယုံတယောက်ကတစ္ဆာဖောက်တယောက်ဖြစ်နေကြတာကိုသိသွားခဲ့ရပါတယ်။ဆရာယုံနဲ့မူယောင်းခြေတင်ဖြစ်နေတဲ့အချိန်မှာဂဲဦးကဆိုကြီးနဲ့တူရောက်လာခဲ့ပါတယ်။ဆရာယုံကမူယောင်းသာတချို့တယောက်ဖြစ်ကြောင်းဂျပန်တွေကိုသတင်းသွားပေးဖို့ဂဲဦးကိုပြောပြလိုက်တာကြောင့်မူယောင်းကတော့ဆရာယုံကသာဂျပန်တွေရဲ့လူဖြစ်ပြီးကိုရီးယားတစ္ဆာပေါက်တယောက်ဖြစ်ကြောင်းကိုလည်းပြောပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဆရာယုံရဲ့လူတွေကရောက်လာခဲ့ပြီးတော့ဆိုကြီးကိုလည်းတစားခံလှုပ်လိုက်တာဖြစ်ပါတယ်။မူယောင်းကတော့သူ့ရဲ့လက်ထဲကစာချုပ်တွေကိုပြစ်ချလိုက်ပြီးအဲ့ဒါကိုဖတ်ကြည့်ကြဖို့ပြောကဆရာယုံကိုတနက်နဲ့ထောက်ထားပြီးနိုင်ငံတော်တစ္ဆာဖောက်မှုနဲ့ကိုရီးယားယာယီဆိုးရကိုတင်ပြမယ်ဆိုပြီးတော့လည်းပြောပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအမေရိကန်ဘုံကျဲလေကရောက်လာခဲ့ပြီးတော့အာရှိမာကျွန်းကဘုံကျဲခံလိုက်ရတာကြောင့်မီရီလောင်ပြီးတော့ရုပ်ရုပ်တဲတဲဖြစ်နေတဲ့အချိန်မှာဂန်ဦးကတော့စာအုပ်စီးရင်တွေကိုကောက်ယူထားလိုက်တာဖြစ်ပါတယ်။အဆက်မပြတ်ပဲကျဲနေတဲ့ဘုံတွေကြောင့်မလို့စောင်းကြမြိုင်ကအမျိုးသမီးတွေကလည်းထွက်ပြေးလာခဲ့ကြရပါတယ်။ဒါပေမဲ့လည်းဂျပန်တွေကကိုရီးယားတွေကိုဝင်ခွင့်မပေးဘဲနဲ့ဂျပန်တွေကိုသာဝင်ခွင့်ပေးပြီးတော့တကားတွေကိုလည်းပိတ်ချလိုက်ပါတယ်
တေးတဲ့သူကတေးဒဏ်ရာရနေတဲ့သူကဒဏ်ရာရနဲ့ဖြစ်နေတဲ့နေရာကနေချွဲကြီးဆောင်ကမာလျန်ကိုလည်းခေါ်လာခဲ့ပါတယ်။မူယောင်းကထွက်ပြေးသွားတဲ့ဆရာယုံကိုလိုက်ဖမ်းခဲ့ပေမဲ့အပြန်လည်တနက်ပစ်ကြရင်နဲ့ဒဏ်ရာရသွားခဲ့ကြပါတယ်။ဆရာယုံကတော့တပည့်နဲ့တွေ့တဲ့အခါမှာစာအုပ်စင်းချောင်းကိုမေးတာကြောင့်တပည့်ကတော့အဲ့ဒီရဲ့စာအုပ်ထဲမှာဘာတွေပဲပါနေပါစေဆရာကိုယုံကြည်ကြောင်းပြောလိုက်ပေမဲ့ဆရာယုံကတော့တပည့်ကိုတနက်နဲ့ပြစ်တက်လိုက်တာဖြစ်ပါတယ်။ဒီအချိန်ကိုကန်ဦးတို့တားဖားကအကုန်မြင်လိုက်ရပါတယ်။ဆရာယုံကလည်းမူယောင်းတေးပြီးလာသိကျင်နေတာကြောင့်လူတွေကြားထဲမှာလိုက်ရှာနေခဲ့ပါတယ်။ကန်ဦးကတော့ဆိုကြီးနဲ့အတူတနေရာမှာပုံနေခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲဟာရှိမာရဲ့လမ်းဒီပေါ်မှာကိုရီးယားကိုမောင်းထုတ်ဖို့လည်းဆန္ဒပြနေကြပါတယ်။မန်နေဂျာရှိမာဇာကီကလည်းဒဏ်ရာပြင်းထန်နေကြတာကြောင့်သူတပည့်ယာမာတာကယာယီအုပ်ချုပ်နေကြတာဖြစ်ပါတယ်။ယမတာကအထက်လူကြီးရဲ့တည်င်းပေးမှုကြောင့်အမေရိကန်တွေကအနုမြူဘုံကျဲချတာကိုလည်းတိလိုက်ရပြီးတော့စစ်ကြီးပြီးဆုံးသွားတဲ့ကမှသူတို့ရဲ့ရဲဆက်ရဲမှမှုတွေကိုတက်သိထွက်ပေးမဲ့ကိုရီးယားတွေကိုအစားဖြောက်ပစ်ဖို့လည်းကြံစည်လိုက်တာဖြစ်ပါတယ်။ယမတာကသူကောင်းဆောင်လုပ်ပြီးတော့အဲ့ဒီရဲ့ကိစ္စတွေကိုဖြေရှင်းနိုင်ဖို့အတွက်ဒဏ်ရာရနေတဲ့ဆရာဖြစ်သူကိုပါလှုပ်ကြံတက်ဖြတ်လိုက်ပါတယ်။မူယောင်တယောက်ကတော့ရေဆိုးမြောင်းတွေကနေပေါ်လာတာကြောင့်ကန်အောင်တို့တားဖားကလည်းကဲထားလိုက်ပါတယ်။ဂျပန်တွေကယောဂကာကွယ်ဖို့အတွက်ဆိုပြီးတော့ကျောင်းပြကမသေးသေးတဲ့လူတွေကိုပါလောင်းနေတဲ့ရောပြီးမိရှို့ဖို့လည်းလုပ်နေခဲ့ပါတယ်။ရှင်မတာကတော့မန်နေဂျာရဲ့တိတ်ဆုံးမှုကိုသူ့ရဲ့လက်အောက်ငယ်သားတွေနဲ့အလုပ်သမားတွေမသိအောင်ဖုံးကွယ်ထားလိုက်တာဖြစ်ပါတယ်။မူယောင်ကတော့ကန်ဦးရှာပေးတဲ့ဆေးပစ္စည်းတွေနဲ့ပဲသူ့ရဲ့ဒဏ်ရာတွေကိုကုသနေကြတာပါ။အာရမချင်းခံခဲ့ရပြီးတိတ်ဆုံးသွားခဲ့တာကြောင့်ကိုရီးယားတွေကိုဒေါသထွက်နေကြတာပါ။နောက်တနေ့မနေ့ရောက်တဲ့အခါမှာယမတာကအလုပ်သမားတွေကိုစူယုံစေပြီးတော့မန်နေဂျာဒဏ်ရာရနေတဲ့အတွက်သူ့ကိုယ်စားအုပ်ချုပ်မှဖြစ်ကြောင်းအမေရိကန်ကျောင်းလူတိုင်းဝမ်းနေနေတဲ့အချိန်မှာအပြည့်ကင်းပြီးတော့ငယ်ရွယ်လာတဲ့မိန်းကလေးတစ်ယောက်ကကိုရီးယားတယောက်ကြောင့်မလို့အသက်ပေးဆက်လိုက်ရတဲ့အကြောင်းကိုလည်းပြောပြလိုက်ပါတယ်။ဟန်ဆောင်ကောင်းလုံးတဲ့ဆရာယုံကအဲ့ဒီရဲ့မှုကိုကိုရီးယားလူမျိုးလှုပ်တယ်ဆိုတာကိုတက်သိရှိလားလို့မေးလိုက်တဲ့အတွက်မျက်မြင်တက်သိဖြစ်ဂျုံကူကတော့ရှေ့ထွက်လာပြီးတော့ချွဲကြီးဆောင်းကိုလည်းဖမ်းခိုင်းလိုက်တာဖြစ်ပါတယ်။ဆိုကြီးကမူယောင်းနားမှာကစားနေနဲ့ခောက်ဆွဲအေးစားခြင်းအကြောင်းကိုပြောလိုက်တဲ့အခါမှာမူယောင်းကတော့ဒီကနေထွက်သွားလို့ရရင်အရင်ဆုံးခောက်ဆွဲအေးစားကြမယ်ဆိုပြီးတော့လည်းပြောလိုက်ပါတယ်။ယမတာကဆရာယုံကိုဒီကနေထွက်သွားခြင်းနဲ့ဆိုရင်မန်နေဂျာနဲ့ပေါင်းပြီးယူထားတဲ့ပတ်စံတွေကိုသူ့ကိုပေးဖို့ပြောတာကြောင့်ဆရာယုံကတော့သူ့ခုချက်ချင်းထွက်လို့ရနိုင်မလားဆိုတာကိုမေးလိုက်တဲ့အခါမှာယမတာကတော့ကြောင်မီးသွေးပို့ဆောင်ရေးတင်းပေါ်ပြင်ပြီးတဲ့အခါသူနဲ့သူခေါ်သွားပေးနိုင်ကြောင်းကိုလည်းပြောပြလိုက်ပါတယ်။ဆရာယုံနဲ့ယမတာကဒီရဲ့ကျွန်းပေါ်ကအကြောင်းတွေကိုအကုန်သိနေတဲ့ကိုရီးယားတွေအားလုံးကိုတိုက်ပစ်ဖို့တိုင်ပင်နေကြတာကိုစိုးရဲ့ကူညီနဲ့မူယောင်းတယောက်ကတီးသွားခဲ့ရပါတယ်။ကဲဦးကလည်းဆရာယုံဖွက်ထားတဲ့လုံသမားမှတ်တမ်းကိုရအောင်လဲရှာလိုက်နိုင်ပါတယ်။ချွေကြီးဆောင်တယောက်ကတော့ဂုံကူလက်ထဲကိုရောက်နေပြီးနှိပ်စက်ခံနေရပါတယ်။ဂုံကူကတော့ဂျပန်မိန်းကလေးတွေကိုအတ္တမကျင်းခဲ့ပြီးတပ်ပစ်ခဲ့မိကြောင်းကိုလည်းလက်မှတ်ထိုးပေးဖို့ပြောပေမဲ့ချွေကြီးဆောင်ကတော့လက်မခံခဲ့ပါဘူး။ဂျမတာကတော့နောက်တနေ့မှာကိုရီးယားတွေအားလုံးကိုမိုင်းတွေနဲ့ထည့်ပြီးတပ်ပစ်ဖို့လည်းလုပ်နေတာဖြစ်ပါတယ်။ဂန်ကတော့သူ့ရဲ့သမီးကိုဒီကနေထွက်သွားလို့ရအောင်လုပ်ပေးဖို့မူယောင်းကိုတောင်းဆိုလိုက်တယ်ဆိုပေမဲ့မူယောင်းကတော့သူကကိုရီးယားတွေအားလုံးကိုခေါ်ပြီးထွက်သွားမှဖြစ်ကြောင်းကိုလည်းပြောပြလိုက်ပါတယ်။ဇာယုံကချွေကြီးဆောင်ကိုလူတက်မှုနဲ့ဖမ်းရတာကကျုံပေါ်မှာမတရားမှုတွေနဲ့ကြုံတွေ့ရတဲ့ကိုရီးယားအနေနဲ့အတူတူတရားမျှတမှုရဖို့ဖြစ်ကြောင်းလူတို့ကိုတရားဟောနေတာဖြစ်ပါတယ်။သူကတော့မန်နေဂျာတွေနဲ့တွေ့ပြီးနောက်ထပ်ကိုရီးယားတွေမတရားဆွဆွဲခံရမှုမရှိလေအောင်ဗိုလ်လင်းမြင့်တာမှုရှိတဲ့တရားခွင်ကိုတောင်းဆိုခဲ့ကြကြောင်းကိုလည်းပြောပြလိုက်ပါတယ်။ဆရာယုံကတော့လုံသမားခွင့်ရေးတွေနဲ့အတူတရားရနေတဲ့သူတွေကိုလည်းကိုရီးယားကိုပြန်ပို့ပေးမှဖြစ်ကြောင်းကိုလည်းပြောလိုက်တာကြောင့်အလုံသမားတွေအားလုံးကလည်းဝမ်းမြောက်ဝမ်းသာဖြစ်ပြီးဆရာယုံကိုထောက်ခံအော်ဟစ်နေကြတာဖြစ်ပါတယ်။ဆရာယုံကသူတောင်းဆိုတာကိုမန်နေဂျာကလိုက်လျောပေးတဲ့အတွက်ဂျေဇုဆက်ရမှာဖြစ်ပြီးမိုင်းတွေထဲမှာကျင်းပမဲ့ဖွင့်ပွဲခန်းနာကိုကိုရီးယားတယောက်မကျန်တက်ရောက်ဖေးဖို့ကိုလည်းပြောပြလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲမူယောင်းကထွက်လာခဲ့ပြီးတော့ဆရာယုံကမန်နေဂျာနဲ့တွေ့ဆုံခဲ့ခြင်းမရှိဘဲနဲ့ကိုရီးယားတွေကိုလိန်နေတာဖြစ်ကြောင်းမနေ့ဖြန်မှာမိုင်းတွေထဲကိုရောက်ရင်ယာယီမန်နေဂျာယာမတာကအားလုံးကိုမိုင်းတွေထဲမှာမြေမြုပ်လိုက်မှာဖြစ်ကြောင်းကိုလည်းပြောပြလိုက်ပါတယ်။ဆရာယုံကတော့မူယောင်းစကားကိုမယုံဖို့ပြောလိုက်ပေမဲ့မူယောင်းကတော့စစ်ပွဲရပြီးဆုံးတော့မှဖြစ်ပြီးဒီနေရာကနေစစ်ရဆွေးမှုကိုတက်သိပြနိုင်ဖို့လူချောင်းကိုလည်းပြောပြလိုက်ပါတယ်။ဆရာယုံကသူ့ကိုယုံဖို့ပြောနေတဲ့အချိန်မှာဂန်ဦးကပေါ်လာခဲ့ပြီးဆရာယုံရဲ့ယုံမှမှုတွေကိုလည်းပြောပြလိုက်ပါတယ်။လာဇာတွေကခိုးထားတဲ့ပတ်စံတွေကိုစင်းလှုပ်ထားတဲ့စောက်ကိုလည်းပြလိုက်ပါတယ်။ဆရာယုံရဲ့လူတွေကလည်းမူယောင်းတို့ဆွဆွဲနေကြတာကိုမယုံဖို့ပြောလိုက်တဲ့အခါမှာပညာတတ်လုံသမားဂျောင်မှုကဆရာယုံကမူယောင်းနဲ့ချွဲဟိုကိုတနက်နဲ့ပြစ်တာကိုမြင်လိုက်ရကြောင်းချုံးရဲ့လက်ထက်ကဆရာဦးရဲ့နာမည်နဲ့နံပါတ်ပါတဲ့ဝစ်စားကိုရထားကြောင်းကိုလည်းပြောပြလိုက်ပါတယ်။ဆိုကြီးကလည်းဖိုးကြီးတနက်နဲ့ပြစ်တာကိုမြင်ခဲ့ကြောင်းကိုလည်းပြောလိုက်တဲ့အခါမှာအလုသမားတွေအားလုံးကဆရာယုံကိုတန်တရားဝင်ပြီးစာရွက်စာတမ်းတွေအားလုံးကိုယူကြည့်လိုက်ကြပါတယ်။ဆရာယုံကတော့ပြစ်တွေပေါ်နေတာတော့မှမျက်နှာပြောင်တိုက်ပြီးလူတို့ကိုလေပြားဖို့ကြိုးစားသိမ်းသွင်းနေတာကြောင့်မူယောင်းကတော့ပြစ်ရှင်းပေးလိုက်ရပါတယ်။ဆရာယုံတိတ်ဆုံးသွားတဲ့အခါမှာမူယောင်းကစိတ်ကမ်းမှရှိတဲ့ကြောင်မီးသွေးပို့ဆောင်ရေးတင်းပေါ်နဲ့ထွက်ပြေးမယ်ဆိုရင်အောင်မြင်နိုင်ကြောင်းကိုလည်းပြောပြလိုက်ပါတယ်။
အချို့လူသမားတွေကထွက်ပြေးဖို့ကြောက်နေပြီးတော့မယုံကြည်ရဲတယ်လို့လည်းဖြစ်နေကြပါတယ်အချို့တွေကတော့ဂျပန်နဲ့ညီနိုင်ကြည့်ဖို့ပြောကြပါတယ်အလုသမားတွေကထွက်ပြေးရမလားနေရမလားဝေကွဲရခက်နေခဲ့ပြီးတော့နောက်ဆုံးမှာတော့တွားခြင်းနဲ့သူကတွားပြီးကျန်တဲ့သူတွေကတော့နေခဲ့ကြဖို့လည်းဆုံးဖြတ်ခဲ့ကြပါတယ်ကဲဦးကတော့ဒီရဲ့အခြေအနေကိုရောက်လာခဲ့ပြီးမှအသက်ရှင်ဖို့ကြိုးစားရမှာဖြစ်ကြောင်းဘယ်သူမှမလိုက်လေသူတို့တားဖကလိုက်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ကဲဦးစကားကြားပြီးတဲ့အခါမှာမူရောင်ဦးဆောင်မှုနောက်ကိုလိုက်ဖို့တယောက်ပြီးတယောက်ကထွက်လာခဲ့ကြပါတယ်မလိုက်ချင်မှုလို့ဆုံးဖြတ်ခဲ့တဲ့သူတွေကိုတော့ဂျပန်တွေကိုသတင်းပေးမှဆိုတာကြောင့်ကျုံးနဲ့တုပ်ပြီးတော့ထားခဲ့လိုက်ကြပါတယ်ချဲကြီးဆောင်ရဲ့ဖွဲ့တွေကတော့ချီဆောင်ကိုကဲဖို့လည်းတွားလိုက်ကြပါတယ်မူရောင်ကတော့သူချက်ပြတာနဲ့မိန်းကလေးတွေဒဏ်ရာရတဲ့သူတွေနဲ့ကလေးငယ်တွေကိုအစင်းစင်းလိုက်သွားဖို့လည်းပြောပြလိုက်ပါတယ်တင်ဘောပေါ်ရောက်ဖို့အတွက်ကြောင်မီတွေတဲ့ပိုးတဲ့ကရိယာတွေပေါ်ကိုတက်ပြီးနေရန်ကိုကြော်တက်ရမှာဖြစ်ပါတယ်ဖောက်ခွဲသမားဖွဲ့ကတော့ဒိုင်နမိတ်တွေကိုမီးအိမ်တွေရဲ့ဘက်ထရီတွေမှာခြိထားဖို့မှလိုက်ပါတယ်ဒဏ်ရာရတဲ့သူတွေကတော့ဒိုင်းကအနေနဲ့အခင်းပြတွေကိုတုံးရမှာဖြစ်ပြီးတော့မိန်းကလေးတွေကတော့အသွင်ခံကိုကြိုးဖြစ်ပြုလုပ်ရမှာဖြစ်ပါတယ်အားလုံးစီစဉ်ပြီးတော့ညရောက်တဲ့အခါမှာတင်ဘောပေါ်ကအဆောင်တွေကိုရင်းသွားရှင်းကြပါတယ်မလင်းကတော့ချဲကြီးစောင်းစီသွားပြီးသူမတို့နဲ့အတူတူလိုက်သွားဖို့တွားခေါ်ခဲ့ပေမဲ့ချီဆောင်ကတော့လက်မခံခဲ့ပါဘူးကဲဦးကတော့ဂျပန်ဆောင်တွေကိုမိန်းကလေးတွေနဲ့ရက်တောက်ဖို့များခေါ်ပြီးမူယောင်းတို့အဖွဲ့ကတော့ရှင်းပြလိုက်ရပါတယ်အားလုံးရှင်းပြီးတဲ့အခါမှာမိန်းကလေးတွေကိုအရင်လာဖို့မူယောင်းကတော့ချက်ပြလိုက်ပါတယ်ကဲဦးကလည်းဒဏ်ရာရတဲ့သူတွေနဲ့အတူစိုးကြီးကိုလည်းရင်တက်ခွင့်တောင်းလိုက်ပါတယ်တယောက်ပြီးတယောက်မျိုးစင်းကိုတက်သွားတဲ့အခါမှာစကန်မှာကြံနေခဲ့တဲ့သူတွေကလည်းစကန်ကိုမီးရှို့လိုက်ကြတာဖြစ်ပါတယ်ရှမတာကလည်းစကန်မီးလောင်တဲ့အခါမှာမန်ဘလူးနဲ့ကြည်ပြီးကိုရီးယားတွေထွက်ပြေးသွားခဲ့ရတာကိုသိလိုက်ရပါတယ်ချွေကြီးဆောင်ကမူယောင်းတို့ဖွဲ့တင်းပေါ်တက်နေတဲ့အချိန်မှာသူတို့နောက်ကနေစောင့်ကြည့်ပေးရမယ်ဆိုပြီးပြောလိုက်တာဖြစ်ပါတယ်အလုသမားတွေအားလုံးကလည်းဂျပန်တွေတီးသွားခဲ့တာကြောင့်တင်းပေါ်ဘက်ကိုမြ мян ရောက်ချင်စောနဲ့အလူရက်ကိုမှဝိတ်တက်နေကြတာဖြစ်ပါတယ်ဂျပန်စစ်သားတွေအားလုံးကလည်းထွက်ပြေးကြတဲ့သူတွေကိုတနက်နဲ့လိုက်ပစ်ကြပြီးတော့စကန်တစ်ခုလုံးကလည်းရုပ်ရုပ်တဲတဲဖြစ်သွားရပါတယ်လူတွေတိုးဝိတ်တက်တဲ့ဝိတ်ကိုမခံနိုင်တာကြောင့်မျိုးစင်တရားကြီးကလည်းကျိုးကျသွားခဲ့ရပါတယ်ရှင်မတာကအားလုံးကိုတက်ပစ်ဖို့သူ့ရဲ့လူတွေကိုမိတ်ပေးလိုက်ပါတယ်ကံဦးကလည်းကျိုးကျနေတဲ့တရားကိုမပြေးတာကြောင့်ဇိုကြီးကလည်းသူ့ရဲ့ဖေနဲ့အတူတူမပေးလိုက်ရပါတယ်ဇိုကြီးတို့သားဖကိုကြည့်ပြီးတော့ကြံတဲ့သူတွေအားလုံးကလည်းစိတ်အားတက်ကြွလာကြပြီးမီးရှို့တဲ့သူကရှို့တနက်ပြတဲ့သူကပြင်းတဲ့နောက်ဆုံးမှာတော့တရားကိုမားလိုက်နိုင်ပြီးတော့နေရန်ကိုလည်းထောင်ပေးလိုက်တာကြောင့်ကံဦးကလည်းလမ်းတွေကိုကျိုးစားဖြစ်လုပ်ပြီးတရားတွေကိုနေရန်မှာကပ်ပြီးတော့လူတက်လို့ရအောင်ကိုလည်းလုပ်ပေးလိုက်ပါတယ်နောက်ကနေကူပစ်ပေးတဲ့ချွေကြီးဆောင်ကိုဂျုံကူကလည်းတွေ့သွားခဲ့တာဖြစ်ပါတယ်ချွေကြီးဆောင်ရဲ့လူတွေကတယောက်ပြီးတယောက်ကြာကုန်တယ်လို့မလင်းကလည်းဒဏ်ရာရရှိသွားခဲ့ရပါတယ်ချွေကြီးဆောင်ကဂျုံကူကိုအပြည့်ရှင်းလိုက်ပေမဲ့တနက်မှန်ပြီးတော့မလင်းနားမှာလဲကျသွားခဲ့ရပါတယ်ချီဆောင်ကတော့သူကတိမတီနိုင်ခဲ့တာကိုတောင်းပန်ပြီးမလင်းနဲ့အတူတူကြာဆုံးသွားခဲ့ရပါတယ်ရမတာကလည်းကိုရီးယားမှန်သမျှအကုန်တက်ပစ်ခိုင်းလိုက်တဲ့အချိန်မှာကံဦးကိုတနက်နဲ့မန်သွားခဲ့တာကြောင့်ဆိုကြီးကလည်းရမတာကိုဒိုင်နမိုက်ချီထားတဲ့မီးအိမ်နဲ့ပြစ်လိုက်တာဖြစ်ပါတယ်ရမတာမီလောင်ပြီးတော့တေဆုံးသွားတဲ့အခါမှာမူယောင်းကမန်နေဂျာရောရမတာရောတေသွားပြီဖြစ်တာကြောင့်အခုအလုံးအိမ်ပြန်လို့ရပြီဖြစ်ကြောင်းပြောပြလိုက်ပါတယ်မူယောင်းနဲ့ဂန်ရုသားဖတွေကတင်းဘောပေါ်တက်သွားတဲ့အချိန်ကျမှချွေကြီးဆောင်နဲ့မာလန်တို့အလောင်းတွေကတော့ဟာရှိမားမှာကျန်ရစ်နေခဲ့ပါတယ်တင်းဘောပေါ်ရောက်တဲ့အခါမှာဂန်ရုကဒဏ်ရာပြင်းထန်နေတာကြောင့်သမီးဖြစ်သူကိုမူယောင်းလက်ထဲကိုအပ်လိုက်ပြီးတော့အိမ်ပြန်ရောက်ရင်ဆိုကြီးကိုခေါ်ဆွဲအိဝဲကျွေးဖို့မှလိုက်တာဖြစ်ပါတယ်သမီးကိုစိတ်မချတဲ့ဂန်ဦးတေဆုံးသွားတဲ့အချိန်မှာပဲနာဂါဆာကီကောင်းကင်မှာပြင်းထန်တဲ့ပေါက်ကွဲမှုကြီးကိုမြင်လိုက်ရပါတယ်။အဲ့ဒီနေ့က1945ခုနှစ်ဩဂတ်လ9ရက်နေ့ဖြစ်ပြီးတော့နာဂါဆာကီပေါ်မှာအမေရိကန်ကအနုမြူဘုံကျဲခံလိုက်ရတဲ့နေ့လည်းဖြစ်ပါတယ်။ဒီဇလန်လေးကဖြစ်ရမှန်စကားလေးဖြစ်တာကြောင့်အခုချိန်မှာဟာရှိမာကြောင်မီသွေးနေရကတမိုင်းဝေမွေးနေ့တစ်ခုဖြစ်ကျန်းရည်နေခဲ့ပါတော့ရခင်ဗျာ။ဒီကုန်းချုံနေနဲ့ပြောရမယ်ဆိုရင်တော့ The Battleship Iceland ကရင်းနှီးဖွဲ့သမိုင်းဖြစ်ရမှန်တစ်ခုကိုအခြေခံထားတဲ့မျက်ရည်ချွေးတွေးတွေနဲ့ရင်းနှီးခဲ့ရတဲ့လွတ်မြောက်မှုတိုက်ပွဲတစ်ခုပဲဖြစ်ပါတယ်။ရှင်သန်လူစိတ်ဇာတိမြေကိုပြန်လူစိတ်ပြီးတော့အချင်းချင်းဖေးမှကူညီမှုတွေကဒီရုပ်ရှင်ရဲ့အဓိကအသက်လေးဖြစ်ပါတယ်။သမိုင်းရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေအောက်မှာလူသားတွေရဲ့မရိမ့်ရိုင်တဲ့စိတ်တဲ့ကြံ့ခိုင်မှုကိုဒီဇလန်လေးမှာတွေးခဲ့ရတယ်လို့ဒီစကားက entertainment တတ်ပြီးတဲ့စကားမဟုတ်ဘဲနဲ့ဘယ်တော့မှမမေ့တဲ့အတိတ်ကနာကျင်မှုတွေကိုပြန်လည်အမှတ်ရစေမယ့်လက်ရာတစ်ခုလည်းဖြစ်တဲ့အကြောင်းကိုပြောကြရင်းနဲ့ဒီနေ့စီစဉ်လေးကိုရန်နာပြစေခင်ဗျာ။